ခမရအကြမ်းဖက်အားပေးလားခမရပြောနေတဲ့စကားတွေကတော်တော်လေးကိုဘောင်ကျော်နေပြီအကြမ်းဖက်ကိုအားပေးတာမှလုံးဝအဆုံးကိုရောက်နေပြီကျွန်တော်စားလိုက်ပါဗျကျွန်တော်စားလိုက်ကိုငါးမင်းဆွေရတယ်သိပါတယ်ငါးမင်းဆွေနဲ့စားလိုက်နေလေငါးမင်းဆွေထောင်မကြခင်ကပြီးထုတ်လိုက်မှာစကားတွေပြောခဲ့ဘူးပါတယ်ပေါ့နော်ကျွန်တော်အခုပြောမဲ့စကားလက်တန်းလို့ပြောမှဖြစ်တဲ့အတွက်ကြောင့်တိတ်ပြီးတော့စဉ်းစားထားတာတက်ပြီးတော့မစဉ်းစားဘူးပေါ့နော်ငါးမင်းဆွေရဲ့ပို့တစ်ခုတွေ့လိုက်တယ်အဲငါးမင်းဆွေရဲ့ပို့တစ်ခုဘာတွေ့လိုက်တဲ့အချိန်မှာငါးမင်းဆွေဒီအကျန်းဖက်တောင်းကျမ်းသူ PDF အုပ်ကူတွေကိုဒီသတင်းမီဒီယာဓမ္မကိုကျော်စိုးဦးကနေပြီးတော့မှအဲ့ PDF အုပ်ကူတွေကိုဖျက်ဆီးဖို့ပြောတာကိုဆက်ဆက်တိမခံငါးမင်းဆွေနားနေပါတယ်ငါးမင်းဆွေက PDF တွေကိုထိလို့နားနေပါတယ် PDF တွေကို PDF ဆိုတာကသူပြောသလိုဟိုအင်္ဂလိပ်ခက်ကဟိုဒီအင်္ဂလိပ်သင်္ကန်းကုန်မဟုတ်ဘူး PDF က PDF သင်္ကန်းကုန်မရှိဘူး PDF ဆိုတာ PDF ကိုမုန်းတဲ့လူတွေကနယ်ချက်အင်္ဂလိပ်တွေမြန်မာနိုင်ငံမှာလာပြီးကျုံပြုတ်သွားတဲ့အင်္ဂလိပ်တွေကိုမုန်းတာတဲ့အစတရားမက100နဲ့10လောက်ကိုမုန်းတယ် PDF တွေကိုပြည်သူက PDF တွေကိုပြည်သူကအစ100နဲ့10လောက်မုန်းတယ်ဒါတွေကိုငါးမင်းဆွေက PDF တွေဘက်ကရက်တည်နေတယ်ငါးမင်းဆွေပြောနေတဲ့စကားက PDF ဘက်ကရက်တည်နေ PDF ဆိုတာဘာကြောင့်မြန်မာပြည်သူလူထုကမုန်းတာလဲ PDF ကဘယ်ကပေါက်ဖွာလာတာလဲ PDF ပေါက်ဖွာလာတာပါတီတစ်ခုတည်းတော့ပါပဲအစွန်းရောက်အကြမ်းဖက်တောင်းချမ်းသူရာသွေးသားတွေကနေပြီးတော့မှမွေးထုတ်ပေးလိုက် PDF ကိုမွေးထုတ်ပေးလိုက်တာ NLD ကမွေးထုတ်ပေးလိုက်တာ NLD ကခေါင်းဆောင်မတူလေမိုက်ကယ်အဲလီရဲ့မယားအဲရစ်စုကြည် NLD ခေါင်းဆောင် PDF ဖြစ်ပေါ်လာတာက NLD ကနေဖြစ်ပေါ်လာတာဖြစ်တယ်ငါမင်းဆွေကြောက်မရိုင်းနေသေးဘူးနော်ခမရကြောက်ကြောင်သိတယ်ငါမင်းဆွေခမရဂျူပီတာရေမောင်ခမရတစ်ဖက်ဂျူပီတာရေမောင်ရန်ကုန်ဆေးရုံမှာသွားပြီးတော့လူနာသွားမိလိုက်အောင်ဗျာမလားလို့အဲ့ဒီကောင်အခုဘာဖြစ်နေလဲဂျူပီတာရေမောင်ကလည်းငါမင်းဆွေရဲ့တစ်ဖက်ပဲဟုတ်ပြီငါမင်းဆွေကိုကျော်စိုးဦးကအကြမ်းဖက်သမားတွေကိုသူ့နည်းသူ့ဟန်နဲ့ပြောမှဆိုသူ့နည်းသူ့ဟန်နဲ့အကြမ်းဖက်သမားတွေကိုလက်တော့နဲ့တိုက်ခိုက်တာပဲလေအကြမ်းဖက်သမားတွေကိုကိုကျော်စိုးဦးကလက်တော့နဲ့တိုက်ခိုက်တဲ့ဟာကိုငါမင်းဆွေကအကြမ်းဖက်သမားတွေအဲ့ PDF တွေကတရားဝင်အဖွဲ့အစည်းပုံစံမျိုးပုံဖော်ပြီးတော့ပြောနေတာဒီအဖွဲ့အစည်းကိုထိလို့ရှိရင်ဥပဒေကအရေးယူနိုင်တဲ့ပုံစံမျိုးပြောနေတာငါမင်းဆွေတရားလွန်နေပြီတေကန်နီငါမင်းဆွေ PDF ကတရားဝင်ဖွဲ့ထီးတာအကြမ်းဖက်အဖွဲ့ထီးလား PDF ကိုထိလို့နာနေတဲ့ပေနေဆုံးကာလနာတိုက်မဲ့ငါမင်းဆွေဒီတစ်ခါငါတော်တော်ယုံနေပြီအရင်တော့ကြောက်ကဒီလောက်မယုံနေဘူးနော် PDF ကိုထိလို့နာနေတဲ့ငါမင်းဆွေ PDF အောက်ကိုဖြိုးယုံနေမဟုတ်ဘူး PDF အောက်ကိုကြောက်တဲ့စက်နဲ့ကြက်ရကြက်ပြီးလို့ရှိရင်အဲ့ဒါကိုဟိုကိုကျော်စိုးပြောသလိုလမ်းခင်းဖို့မသိဘူးအဲ့ဒါတွေကိုအဲ့ဒီကြိတ်ထားတဲ့အစအနတွေကိုယူပြီးတော့မှပင်လယ်ထဲကိုမျော PDF အကြမ်းဖက်သမားပင်လယ်ထဲကိုမျောကြိုက်တဲ့နိုင်ငံကနေကောက်ယူ PDF ဆိုတာမြန်မာနိုင်ငံမှာတကက်ကိုလူရုံပါတယ်တကက်အရန်ဆိုင်နေလေလူတက်သမားတွေလေ PDF ဆိုတာငါမင်းဆွေခဏခိုးပဲတော့တနာလူးနေရတာငါမင်းဆွေ PDF ဆိုတာအစိုးရအကြမ်းဖက်သမားလေအဲ့အကြမ်းဖက်သမားအုပ်ကိုတင်းနေပဲပန်းလီးနေပဲထိုးပေါ့
အဲ့ဒီအကြမ်းဖက်သမားအုပ်ကိုသေးတဲ့ကောင်းတယ်မကောက်ဘူးလီးနဲ့ထိုးပေါ့ခမရဘာနာနေရတယ်ခမရကအကြမ်းဖက်အားပေးလားခမရပြောနေတဲ့စကားတွေကတော်တော်လေးကိုဘောင်ကျော်နေပြီအကြမ်းဖက်ကိုအားပေးတာမှလုံးဝအဆုံးကိုရောက်နေပြီအကြမ်းဖက်အုပ်ကူတွေကိုကွာအကြမ်းဖက်အုပ်ကူတွေကိုမြန်မာနိုင်ငံထဲမှာရှိဖို့မရှိနေတာအဲ့အကြမ်းဖက်အုပ်ကူတွေကိုဒိုသားနဲ့ထိုးဒီတိုင်းထိုးဖြိုးတာမလုပ်နိုင်ဘူးတက်ကနေအဲ့အကြမ်းဖက်အုပ်ကူတွေကိုတွေ့ပြီဆိုတာနဲ့ဒီကောင်လေးကအကြမ်းဖက်သမားတွေဖြစ်တယ်ဥသမဘင်လာတင်ကိုဘလို့မြို့အမေရိကန်စီးရင်တယ်စဉ်းစားလေငါမင်းဆွေအဲ့ဒီအကြမ်းဖက်သမားအုပ်ကူတွေကိုရှီလောင်းနဲ့နေရုံနဲ့မဟုတ်ဘူးသိနေပန်းလီးနဲ့ပါထိုးရမှာငါလုံးဝငါမင်းဆွေငါပြောရင်ဒေါသထွက်နေအကြမ်းဖက်သမားကိုထိလို့နားနေတဲ့ငါမင်းဆွေခမ ्या ကအကြမ်းဖက်အားပေးကိုတဖြည်းဖြည်းနဲ့ခမ ्या သွားနေတယ်ခမ ्या စကယ်လုံးတွေကပေါ်နေပြီအဲ့အတွက်ကြောင့်မို့ငါမင်းဆွေကိုတက်ဆိုင်ရနေမီအဲ့ဒီကြိုက်ထုတ်တွေကတောင်းဝင်ရှိတဲ့လူကြီးတွေအနေနဲ့ငါမင်းဆွေကိုလွတ်ထားလို့မရတော့ဘူးပိုဆိုးလာပိုဆိုးနေပြီငါမင်းဆွေကအရင်တော့ထောင်မကြခင်ကငါမင်းဆွေကိုတွေကပြောခဲ့ဘူးတယ်မိုက်ကယ်တို့နဲ့နှစ်ယောက်ဒီအိမ်နေဝှက်ပြီးတော့မှမိုက်ကယ်တို့နဲ့နှစ်ယောက်ပြောခဲ့ဘူးတယ်ငါမင်းဆွေကိုမလွတ်ထားတဲ့ဘူးငါမင်းဆွေကအကြမ်းဖက်သမားဖြစ်တယ်အကြမ်းဖက်ကိုအားပေးတဲ့လူဖြစ်တဲ့အတွက်ကြောင့်ငါမင်းဆွေကိုဒါပေမဲ့သူလည်းအသက်ကြီးနေဖြစ်တဲ့အတွက်ကြောင့်မလို့ရွေးကောက်ပွဲပြီးမပြီးမချင်းကိုဖမ်းထားသိတင်တယ်ဆိုတဲ့ဟာကိုတွေငမိုက်ကယ်တို့နဲ့စကားလိုက်နဲ့ပြောခဲ့ရနော်အဲ့ယူတူမှာရှိတယ်အခုငါမဲဆွေအကြမ်းဖက်သမားကိုကျော်စိုးဦးကအကြမ်းဖက်အုပ်ကူတွေကိုမရှိသင့်ဘူးသူကတင်းနေပဲကောင်းရှီလောင်းနေပဲနေနေအဲ့ဒါကိုဘာလို့နားနေရလဲခမ ्या ကအကြမ်းဖက်အားပေးလားငါမဲဆွေငါမဲဆွေခမ ्या ဖြေဖို့လိုတယ်အကြမ်းဖက်ကိုခမ ्या အားပေးနေတယ်ဆိုတဲ့ဟာခမ ्या မဖြေနိုင်လို့ချင်းခမ ्या ကိုလေခမ ्या ကိုအဲ့ဒီ